ဒါတို့ဦးတစ်ခုမေးမယ်ဒါတို့အိမ်မြောင်ဆိုတာမြင်ဘူးလားမြင်ဘူးလားဗောတားတို့အိမ်မှာအများကြီးဟလာမင်းတို့အိမ်မှာအိမ်မြောင်နေများအတရှင်းရေးလုပ်လေကွာအိမ်မြောင်မြင်မှုပြီဆိုရင်အိမ်မြောင်ဘလို့អော်လဲကွီအဲ့ဒါမြောက်អော်တာကွာကွီဆိုတော့မြောက်អော်တာအိမ်မြောင်အဲ့လိုမဟုတ်ဘူးအိမ်မြောင်អော်တာဦးကဗျာအဲ့လောင်းတော့အေးဟုတ်တယ်ဦးနာကြီးကရင်းနေမခွဲရတယ်ဟင်ဟုတ်ကွာအေးမင်းပြောတာဖြစ်တယ်နာလို့អော်တဲ့အတန်နဲ့အိမ်မြောင်អော်တဲ့အတန်နဲ့အတူတူပဲကွာအိမ်မြောင်ကလည်းអော်ရင်ဟိုနာတဲ့လူကလည်းအမလေးဗျာအတူတူပဲနော်ဟုတ်ပြီထပ်မေးဦးမယ်ကွာအိမ်မြောင်တဲ့ကြီးတဲ့အကောင်သိရကြောင်ဟေးဒါပဲမဆိုင်ဘူးလေကွာမဲအိမ်မြောင်ပုံစံတက်တက်ကြောင်ပုံစံတက်တက်ဦးပြောရင်အိမ်မြောင်နဲ့တူတဲ့အကောင်ပြောတာမလေးဗျာမင်းကလည်းကြီးလိုက်တာအဲ့လောက်ကြီးလည်းမကြီးနဲ့လေကွာမိချောင်းဆိုတော့ကြီးနေပြီမိချောင်းလောက်လည်းမကြီးနဲ့ကွာအိမ်မြောင်လောက်လည်းမသေးနဲ့အဲ့ဘာကောင်တောက်တဲ့တော်အားပြန်ရောတောက်တဲ့ဟုတ်ပြီအဲ့ဒီတောက်တဲ့ဆိုတဲ့တရားလေးအကြောင်းကိုကြပြာဆရာကြီးဖိုးမင်းသူဝင်ကကြပြာလေးရေးပေးထားတယ်နော်ဦးတို့တော့လိုက်ဆိုကြအောင်ဒီမင်းပူပူခေါင်းနိုင်ကောင်းကမိုးရီတောင်းတဲ့ကိုအဝါပိန်လာရွယ်လူသူအသားကပျောက်တောက်ကြတာဝါတာတာတဲ့ဆိုတာသူမဟုတ်လားကွဲ့တို့အိမ်နာလဲတကောင်မှာမိုးလေခေါ်ကတနွေလုံးပါမိုးရေချုံလို့လေတွေလာမိုးပါလေပါတောက်တဲ့ဆိုတာသူမဟုတ်လားကွဲ့တို့အိမ်နာလဲတကောင်မှာမိုးလေခေါ်ကတနွေလုံးပါမိုးရေချုံလို့လေတွေလာမိုးပါလေပါနေမင်းပူပူကောင်းနိုင်ကောင်းကမိုးရေတောင်းရွယ်လူသူအသားကပျောက်တောက်ကြတာဝါတာတာတောက်တဲ့ဆိုတာသူမဟုတ်လားကွဲ့ကိုအိမ်နာလေတကောင်မှာမိုးလေခေါ်ကတနွေလုံးပါမိုးရေချုံလို့လေလာမိုးပါလေပါအဲ့ဒီတောက်တဲ့ကြီးអော်တန်ထူးခြားချက်ကိုဦးပြောပြဟုတ်တောက်တဲ့ကြီးអော်တဲ့အတန်ကိုရှေ့လူကြီးတွေကနမိတ်ယူပြီးမှတ်ကြတယ်ပထမတောက်တယ်လို့អော်တဲ့တန်ကိုမိုးလို့မှတ်တယ်နောက်တစ်ခါဒုတိယအကြိမ်တောက်တယ်လို့អော်လို့ရှိရင်လေလို့မှတ်တယ်ပထမတောက်တယ်ကမိုးဒုတိယတောက်တယ်ကလေတတိယတောက်တယ်ကမိုးအဲ့လိုတောက်တဲ့អော်တိုင်းနောက်ကနေမိုးလေလိုက်မှတ်လို့မိုးနဲ့ဆုံးရင်အဲ့ဒီမိုးရမယ်လေနဲ့ဆုံးရင်အဲ့ဒီလေတိုက်မယ်လို့ရှေ့လူကြီးကသတ်မှတ်တာသိဘူးလားအဲ့တော့ကိုပြန်ဆိုကြနော်နေမင်းပူပူကောင်းနိုင်ကောင်းကမိုးရေတောင်းတဲ့ကိုအဝါပိန်လာရွယ်လူသူအသားကပျောက်တောက်ကြတာဝါတာတာတောက်တဲ့ဆိုတာသူမဟုတ်လားကွဲ့ကိုအိမ်နာလေတကောင်မှာမိုးလေခေါ်ကတနွေလုံးပါမို